ကြီးမာလာတဲ့ညောင်ဗုဒ္ဓပင်ကြီးရဲ့အရေးအောက်မှာအလွန်လှပတဲ့အမျိုးသမီးတစ်ယောက်ရုတ်တရက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးဟာရုတ်တရက်ကြီးလိုက်ရင်တော့ရှုမငင်းစရာအလားပိုင်ရှင်လေးပေါ့။ဒါပေမဲ့သူမရဲ့အလားကထူးဆန်းပြီးကြောက်စရာကောင်းတဲ့အငွေအသက်တွေနဲ့ဘုံလွှမ်းလို့နေပါတယ်။သူအနာကိုရှင်းကပ်လိုက်ရင်ပဲအသားရဲ့အထိစိတ်ဝင်သွားမယ်အေးတက်ကြီးကတကိုယ်လုံးကိုလွှမ်းရှုံသွားစေတာပေါ့။သူမရဲ့မျက်လုံးအစုံကိုတေချာစိုက်ကြည့်လိုက်ရင်တော့သွေးလိုမျိုးရဲရဲနီနေပြီးနှစ်ပေါင်း100ကျော်ကြာအောင်စူဆောင်းလာခဲ့တဲ့နာကြီးချက်တွေမကြေနဲ့ရှက်တွေကအဲ့ဒီမျက်ဝန်းထဲမှာအပြည့်ရှိလို့နေခဲ့ပါတော့တယ်။သူမရဲ့ဝိညာဉ်ဟာငြိမ်းချမ်းရာကိုမတော်နိုင်ပဲကလေးစားရှိမဲနေကိုသာခါတီးစွာနဲ့စောင့်ဆိုင်လို့နေခဲ့တာပါ။နှစ်တွေကြာသွားခဲ့ပြီမဲ့လို့လေအမုန်းတရားဆိုတဲ့မီလီယံတွေနဲ့ပဲသူမရဲ့ဝိညာဉ်ကိုသူမကိုယ်တိုင်လောင်မြိုင်းရှင်သန်နေခဲ့ပါတော့တယ်။နီးပြီငါတီးခံဆောင်စားလာတဲ့ကလေးစားရှိရမယ့်အရှင်ရောက်တော့မယ်။ဒီတခါတော့ငါရဲ့အညိုတေးတွေကိုအဲ့ဒီလူနဲ့အတူအကုန်အစင်အဆုံးစီရင်ပြစ်မယ်။သူဒီကိုရောက်လာပြီဆိုတော့ငါဆောက်ရကြုံနဲ့ပါပြီ။ငါအပေါ်ရုံမာခဲ့သမျှတွေကိုအခုချိန်မှာကလေးစားရှိနိုင်တော့မယ်။ဒီလိုနဲ့ပဲသူမရဲ့တူတူရှာရှာရေရွတ်တန်ဟာဒေါ်နက်ကြီးထဲမှာရှောက်ချားစရာကောင်းလောက်အောင်ကိုပဲ့တင်ထက်လို့သွားပါတော့တယ်။တစ်ပင်ကြီးရဲ့အကြားနေမင်းကြီးဝင်သွားတာနဲ့တပြိုင်နက်တည်းတတော်လုံးမှာကြောင်းဝဲပွေရာတိတ်ဆိတ်မှုကြီးကလွှမ်းမိုးလို့သွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲဒေါ်နက်ကြီးရဲ့မှာဝေဝေဝါးဝါနဲ့အေးတက်ကရိုးရိုးတဲ့အထိစိတ်ဝင်လို့လာခဲ့တော့တာပေါ့။နေအောင်ကြီးပျောက်ကွယ်သွားတာနဲ့အတူအမောင်တူးကလည်းနေရအနှံ့ကိုစိတ်ဝင်လာခဲ့ပြီးထူးဆန်းတဲ့အငွေအသက်တွေကတတော်လုံးကိုဖုံးလွှမ်းသွားပါတော့တယ်။ပုံမှန်ဆိုရင်တော့ရင်ဦးရံမှာစူညံနေတက်တဲ့ပရစ်တန်တွေဘိုးမွားတန်တွေနဲ့တောကောင်လေးတွေရဲ့အော်တန်တွေဟာလေအခုတော့ထူးဆန်းစွာပဲတိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါပြီ။လေတိုက်လို့တရွက်လှုပ်တဲ့အတန်ကလွဲရင်ဘာအတန်မှမကြားရတော့ပဲတောကြီးတစ်ခုလုံးကအသက်ရှူရက်သွားသလိုမျိုးရှောက်ကလုံးနေတာပေါ့ဗျာ။ဒီလိုတိတ်ဆိတ်မှုကြီးကဘာကြောင့်လဲဆိုတော့တရားဓမ္မကိုမြင်လို့တဲ့ယဟန်နှစ်ပါးဟာတရားထိုင်မှုအတွက်ဒီတောနဲ့ကြီးတဲ့ကိုကြွရှိလာခဲ့လို့ပါပဲ။ယဟန်ငယ်အရှင်နန္ဒာကစိတ်ကိုမလွတ်စေပဲတတိကိုမြဲမြဲကပ်ပြီးဆရာတော်ကြီးဥက္ကလျာဏရဲ့နောက်ကနေတဖွာမခွာပဲလိုက်ပါလာတာပေါ့။ရှေ့လန်းတိုင်းမှာတရွက်လျှောက်တွေနင်းမိတဲ့အတန်ကလွဲရင်ကျန်တာအားလုံးကတိတ်ဆိတ်လို့နေပါတော့တယ်။နောက်ဆုံးမှာတော့တဖြည်းဖြည်းနဲ့အမောင်တူးကကြီးဆိုးလာပြီးတစ်ပင်ရိပ်တွေရဲ့ကြားထဲမှာဒူတင်ဆောင်ရဟန်းနှစ်ပါးရဲ့အရိပ်တွေကိုတဖြည်းဖြည်းဝါမျိုးလို့တွားပါတော့တယ်။ဘယ်အချိန်မှဘာဖြစ်မလဲဆိုတာမှန်းဆလို့မရတဲ့အမောင်ကဘာတွေကိုယဟန်းနှစ်ပါးဟာစတင်ဝင်ရောက်သွားခဲ့ပါပြီ။ကဲရှင်နန္ဒာညလေတော်တော်လေးမိုးရှုံနေပြီ။ရှေ့ဆက်ဖို့ကလေတော့ကအရန်နဲ့နေပြီဆိုတော့ဒီမှာပဲအနားယူကြရအောင်လေ။အရှိကတဲလေးတွေမှာပဲဒီညတော့တရားအားထုတ်ကြတာပေါ့ဆရာတော်ကြီးဥက္ကလျာဏဟာအရှင်နန္ဒာကိုသူတို့ရှိမှမြင်နေရတဲ့ဟောင်းနွယ်စုပ်ပြက်နေတဲ့တဲအိုပြက်လေးကိုလက်ညှိုးထိုးပြပြီးအနားယူဖို့မိန့်လိုက်တာပေါ့ဆရာတော်ကြီးကတဲအိုလေးနာကိုဖြည်းဖြည်းချင်းလမ်းလျှောက်သွားခဲ့ပြီးမြဲတဲအနာကိုကက်လိုက်တာနဲ့ထူးဆန်းတဲ့ပုံရိပ်တွေကဆရာတော်ကြီးရဲ့အာယုံထဲမှာပြက်ခနဲပေါ်လာခဲ့ပါတယ်ဆရာတော်ကြီးလည်းစိတ်ကိုတည်ငြိမ်အောင်ထားပြီးအာယုံခံကြည့်လိုက်တဲ့အခါမှာတော့အင်မတန်မှကိုမကောင်းတဲ့အငွေအသက်တွေနဲ့ရစ်ထင်းနေတာကိုတွေ့လိုက်ရတာပေါ့။ဒါကြောင့်ဆရာတော်ကြီးကရှက်ရှင်းမဲ့အနောက်ကိုပြန်လှည့်လာပြီးအရှင်နန္ဒာကိုအဆောင်လက်ဖွဲ့လေးတစ်ခုပေးလိုက်ပါတော့တယ်။နေအောင်နန္ဒာဘုံဘုံရဲ့စိတ်ထဲမှာဒီနေရာကသိပြီးတော့မတန့်တလို့ခံစားနေရတယ်။ဘလို့ချိန်စာမျိုးလဲဆိုတော့ရေးရရမသိပေမဲ့ဒီမှာကျင်းစာတစ်မျိုးမျိုးမှောက်ထားပုံရတယ်။အဲဒီတော့အရှင်နန္ဒာအန်ဒီရဲ့ကင်းအောင်လို့ဒီလက်ဖွဲ့လေးကိုယူထားလိုက်အောင်ဒီအဆောင်လက်ဖွဲ့လေးကိုလွယ်အိတ်ထဲမှာအမြဲတမ်းသိမ်းထားနော်။ဘယ်သွားကိုနဲ့မကွာစောင့်စားရမယ်။ရုတ်တရက်ဆရာတော်ကအဲ့ဒီလိုပြောလာတော့အရှင်နန္ဒာလည်းခဏတော့တွေးဝေသွားတာပေါ့။ဒါပေမဲ့အချိန်အနည်းငယ်အတွင်းမှာပဲဆရာတော်ဘုရားပြောချင်တဲ့အဓိပ္ပာယ်ကိုသဘောပေါက်သွားခဲ့ပါတယ်။အရှင်ဘုရားဒီနားမှာတခုခုကိုအာယုံခံပြီးလို့လားဗျာဟုတ်တယ်နန္ဒာရဲ့ဒီနားပတ်ဝန်းကျင်ကိုရောက်ကြတဲ့ကတခုခုမှားနေတယ်လို့စိတ်ထဲမှာခံစားနေရတယ်သူစံတဲ့အနံ့အသက်တွေကိုလည်းခဏအာယုံခံမိနေတာဒါပေမဲ့ဘုံဘုံတို့က
တရားအားထုတ်ဖို့ထွက်လာတာဆိုတော့ဒီလိုကိစ္စတွေကိုရှောင်လွှဲဖို့ကခက်တယ်လေအရှင်နန္ဒလည်းဘလို့အန္တရာယ်မျိုးပဲတွေ့သင်ယူထားတဲ့တရားတွေကိုပဲအာယုံစိုက်ပြီးပွားများအားထုတ်နော်တော်ထဲမှာနေထိုင်ရတာဘလောက်ဒီအန္တရာယ်များလဲဆိုတဲ့သင်ခန်းစာတွေကိုတရားနဲ့စမ်းသပ်ဖို့အချိန်ကြပြီဆရာတော်ကြီးဟာပတ်ဝန်းကျင်မှာရှိတဲ့မြင်အမမြင်အပ်တဲ့ပုံကိုယ်တွေကိုအာယုံပြုပြီးစူတောင်းမေတ္တာပို့တာပေးနေတော့တာပေါ့ဆရာတော်ကြီးမေတ္တာပို့နေတော့မှပဲအရှင်နန္ဒကတော့လက်ဖွဲ့လေးကိုလွယ်အိတ်ထဲမှာတည်တည်ချာချာသိမ်းဆည်းနေခဲ့ပါတယ်ဒါပေမဲ့ဆရာတော်ကြီးရဲ့စိတ်ထဲမှာတော့ဒီညာတခုခုအန္တရာယ်ကြုံရတော့မယ်ဆိုတာကိုကြိုပြီးသိနေခဲ့ပါတယ်ဆရာတော်ကြီးလည်းအရှင်နန္ဒကျောင်းမှာစိုးတဲ့အတွက်စိတ်ထဲကနေသာအတွေးတွေပွားများလို့နေကြတော့တာပေါ့စိတ်ထဲမှာတခုခုဖြစ်တော့မယ်ဆိုတာသိနေတယ်လို့ပဲကိုတော်တရားဟုတ်တဲ့တရားလာအားထုတ်တာကကိစ္စမရှိပေမဲ့အရှင်နန္ဒကအခုမှပထမဆုံးတောထဲရောက်ဘူးတာဆိုတော့ဒီလိုမျက်စိနဲ့မမြင်ရတဲ့ပုံကိုယ်တွေကိုရင်ဆိုင်ဖို့အသင်ဖြစ်ပြီလားမသိပါဘူးဒီကြတာတကူကတော့ဒီညာကစမ်းသပ်မှုတကူပဲကိုတော်တို့ကတရားအားထုတ်ဖို့လာတာဆိုတော့လေအခက်အခဲတွေကိုတော့မူမနေတော့ပါဘူးလေအားလုံးဟာမေတ္တာဓာတ်တွေကြောင့်ပဲအေးချမ်းသွားမှာပါဒီလိုနဲ့ပဲဆရာတော်ကြီးလည်းဆက်လက်ပြီးတရားထိုင်နေကြလိုက်ပါတယ်တဖြည်းဖြည်းနဲ့ညကလည်းနတ်လို့လာခဲ့ပြီပေါ့အခုဆိုရင်တော့အမောင်တူကတလောကလုံးကိုဖုံးလွှမ်းလို့သွားခဲ့ပြီပေါ့အရှင်နန္ဒလည်းဆရာတော်ကြီးနဲ့အတူတရားထိုင်လို့နေခဲ့ပါတယ်ညနဲ့လာလေတတော်လုံးဟာပို့ပြီးတော့ရှောက်ကတိတ်ဆိတ်လာလေပဲပေါ့အဲ့ဒီအချိန်မှာပဲရုတ်တရက်လေပြင်းကြီးတွေတိုက်ခတ်လာပြီးလေထဲကနေသွေးကြီးနှံနဲ့ရွှွနှံ့တွေရောထွေးပြီးပါလို့လာခဲ့တာပေါ့အဲ့ဒီလိုအနံဆိုးတွေရလာတဲ့အခါမှာတော့အရှင်နန္ဒတယောက်နှလုံးခုန်လုံးတွေမမှန်တော့ပဲပုံမှန်ထက်မြန်လို့လာခဲ့ပါတော့တယ်ရွှေတွေလည်းတစိမ့်စိမ့်စီးကြလို့လာတာပေါ့အဲ့ဒီအချိန်မှာပဲတဲရဲ့တောင်းတနေရမှာခန္ဓာကိုယ်ကြီးကအစိမ်းရောင်တန်နေပြီးမျက်နှာမှာညိုမဲဆွဲနေတဲ့လူတယောက်ဟာဒဇင်ကြီးကိုကိုင်းပြီးပေါ်လို့လာပါတော့တယ်ဘယ်သူတွေလဲကွာငါအိမ်လေးကိုခွေးမရှိပဲကျူးကျော်ဝင်လာတာဒါကအိမ်ဘယ်သူကမင်းတို့ကိုလာခိုင်းလို့လဲဘယ်သူခွေးပြူချင်နဲ့ဝင်လာလဲအိမ်ချင်းဖြစ်တဲ့ငါ့ကိုခွေးမတောင်းပဲဝင်လာတာမင်းတို့ကငါ့ကိုစိန်ခေါ်နေရလားငါအိမ်လေးကိုပိုင်ဆိုးပိုင်နေဝင်လာကြတယ်အကောင်လုံးတေးချင်နေကြပြီလားမင်းတို့ကိုမင်းတို့ရဟန်းမကားလို့ဘာပဲဖြစ်ဖြစ်ငါခီးမဆိုင်ဘူးငါခွေးပြူချက်မရပဲဝင်လာတဲ့သူမှတ်တမျှကဘာကင်ထားတဲ့တစ်စင်းနဲ့ကုန်ဖုတ်တတ်ပြမယ်ကျေလောင်ပြီးလေချောင်းတန်အရှာရှာနဲ့ထွက်လာတဲ့အတန်းကြောင့်အရှင်နန္ဒလည်းမျက်လုံးဖွင့်ကြည့်ခဲ့လိုက်တော့တာပေါ့မျက်လုံးဖွင့်ကြည့်လိုက်တာနဲ့အရှိမမြင်လိုက်ရတဲ့ပုံစံကတော့အသားတွေပုတ်ရည်ပြေအယိုးတွေပေါ်နေတဲ့ရုပ်ပြက်စင်ပြက်တရေကြီးပေါ့အရှင်နန္ဒကိုသွေးရောင်လွှမ်းနေတဲ့မျက်လုံးနီနီကြီးတွေနဲ့စိုက်ကြည့်လို့နေပါတယ်လက်ထဲမှာလည်းမဲနှံနေတဲ့ဒဇင်ကြီးကိုကိုင်းပြီးအလွန်ဒေါသထွက်လို့နေကြတာပါဘာလို့ငါ့ကိုစိုက်ကြည့်နေတာလဲငါ့ကိုစိုက်ကြည့်တာစိတ်ခေါ်နေတာလားငါ့ကိုအာခံနေဟာတွေဒီနေ့သေးကိုသေးစေရမယ်ရော့ငါရဲ့ဒဇင်စာကိုမြည်ပြီးတော့သေးပြီးတော့တစေကြီးဟာသူ့ရဲ့ဒဇင်ကြီးကိုမြောင်လိုက်ပြီးအရှင်နန္ဒကိုခုတ်ဖို့အတွက်ပြင်လိုက်ပါတော့တယ်။ဒါပေမဲ့အရှင်နန္ဒရဲ့ခန္ဓာကိုယ်ကိုမထိခင်မှာပဲအရှင်နန္ဒစီကနေရွှေဝါရောင်အလဲတန်းကြီးတစ်ခုပွင့်ထွက်လို့လာခဲ့ပြီးတစေကြီးဟာအနောက်ကိုလင်းထွက်လို့သွားပါတော့တယ်။အဲ့ဒီအလင်းတန်းကြောင့်တစေကြီးဟာနာလုံးလုံးအော်ဟစ်နေခဲ့ပေမဲ့လို့လည်းဇွဲမလျှောပဲဆက်လက်တိုက်ခိုက်လို့နေတာပေါ့။အရှင်နန္ဒကတော့အစာမှာကြောက်စိတ်ဝင်နေခဲ့ပေမဲ့တစီကြီးရဲ့ဖြစ်စဉ်ကိုကြည့်ပြီးတနာစိတ်တွေဝင်လာခဲ့ပါတယ်။တခါကြီးအတ္တကိုစုပ်ကင်ထားတာဟာစင်ရဲ့ချင်းရဲ့အကြောင်းရင်းပဲလေ။ဒါဟာငါအရာဒါဟာငါကိုလိုဆွဲလန်းနေတဲ့မြတ်ကာလာပဲလို့ဝစ်စင်းရင်ကနေလွတ်မှာမဟုတ်ဘူး။အဲ့ဒီဆွဲလန်းမှုကိုစွန့်လွတ်လိုက်ပါတော့။တခါကြီးလည်းပင်ပန်းလာပါပြီကွယ်။အဲ့ဒီအတ္တတွေဒုက္ခတွေနဲ့အစွဲအလန်းတွေကိုသာတကားကြီးစွန့်လွတ်လိုက်မယ်ဆိုရင်နောက်ဘဝမှာလည်းပြန်လဲမွေးဖွားပြီးဒီတန်တရားကနေလွတ်မြောက်သွားပါလိမ့်မယ်တကားကြီးရဲ့စိတ်ထဲကအတ္တနဲ့မာနတွေကိုစွန့်လွတ်ပြီးဦးစဉ်ဟောပြမယ်တရားလေးတွေကိုအေးအေးချမ်းချမ်းနားထောင်ကြည်စမ်းပါအောင်တကားကြီးရဲ့အရှင်နန္ဒဟာတစေကြီးကိုကြည်ပြီးမေတ္တာတက်တွေအရင်ခံကမေတ္တာတုတ်တရားတော်တွေကိုခက်အေးအေးပဲစတင်ရွတ်ဖတ်လိုက်ပါတယ်။တရားသံဟာတောနဲ့ကြီးထဲမှာ
ကြည်လင်းလင်းနဲ့ပြင်းလင့်သွားပြီးတဲ့နောက်မှာတော့တကာကြီးအတွက်ရည်စူးပြီးအမြအတန်းတွေဝေပေးကဆူတောင်းပေးလိုက်တော့တာပေါ့ကဲတကာကြီးအခုဆိုရင်တကာကြီးဟာအတ္တရီစင်ကြယ်တဲ့ပုဂ္ဂိုလ်တယောက်ဖြစ်သွားပါပြီတကာကြီးဒီဘဝစိုးကြီးကနေအမြန်ဆုံးကျွတ်လွတ်နိုင်ပါစေလို့ဦးစင်ဆူတောင်းပေးပါရကွယ်တကာကြီးရဲ့စိတ်ထဲမှာမှတ်ထားရမှာကအရာအလုံးဟာပြည့်ပြီးရင်ပြည့်ကြတာကြီးပဲဒီလောကကြီးကဘသူတူတယောက်အတွက်မှထာဝရပိုင်ဆိုင်ရမယ့်နေရာမဟုတ်ဘူးခဏတာယာယီနေထိုင်ဖို့နေရာတစ်ခုပဲအဲ့ဒီစကားလေးကိုအမြဲတမ်းနှလုံးသားထဲမှာမှတ်ထားနော်ဘယ်အရာကိုမှမစွဲနဲ့ဘယ်အရာကမှလည်းငါဟာလို့အမြဲတမ်းမမှတ်ပါနဲ့တကားကြီးအဲ့ဒီဆွဲလန်းတဲ့စိတ်ကလေးကိုပဲနှလုံးသားထဲမှာမြင်နေမယ်တွေ့တာနေမယ်ဆိုရင်ဘယ်တော့မှတန်တရားကနေလွတ်မြောက်မှာမဟုတ်တော့ဘူးကွယ်အရှင်နန္ဒာရဲ့မေတ္တာတဲ့အရှင်ကြောင့်တစီကြီးရဲ့ခန္ဓာကိုယ်မှာထူးဆန်းတဲ့အလင်းဓာတ်တွေတဖြည်းဖြည်းထွက်ပေါ်လာခဲ့ပါတယ်။တစီကြီးရဲ့မျက်နှာပေါ်မှာအစားကရှိနေတဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ပုံသဏ္ဍာန်တွေဟာလည်းပျောက်ကွယ်လို့သွားခဲ့ပြီးနူးညံ့သိမ်မွေးတဲ့ပုံစံကိုတဖြည်းဖြည်းပြောင်းလဲလို့လာတာပေါ့။အရှင်နန္ဒာရဲ့ရှေ့ရင်းမှာပဲတစီကြီးဟာဒူးထောက်ပြီးလက်အုပ်ရှိရှိခိုးခဲ့လိုက်ပါတယ်။သူ့ရဲ့မျက်ဝန်းတွေကနေလေနောင်တမျက်ရည်တွေဟာတလိမ့်လိမ့်နဲ့စီးကြလို့လာတာပေါ့။နောက်ဆုံးမှာတော့တစီကြီးရဲ့ခန္ဓာကိုယ်ကနေတောက်ပါတဲ့အလင်းတန်းတွေထွက်ပေါ်လာပြီးကျွတ်လွတ်သွားကကွယ်ပြောင်းလို့သွားပါတော့တယ်။ဒီလိုနဲ့ပဲရှောက်ရှားစရာကောင်းတဲ့တညတာဟာကုံဆုံးလို့သွားခဲ့ပြီးနနက်ခင်းကိုရောက်ရှိလာခဲ့ပါတယ်။တညလုံးတရားထိုင်နေတဲ့ဆရာတော်ဘုရားကြီးကလည်းမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါတပည့်ဖြစ်သူအရှင်နန္ဒာရဲ့လောက်ရက်ကိုကြည့်ပြီးစိတ်ထဲကနေအတော်လေးကြည်နက်လို့နေတော့တာပေါ့။ဒါပေမဲ့လည်းဒါဟာတောနဲ့ကြီးထဲမှာတရားဓမ္မတွေနဲ့စံတတ်မှုကိုခံယူရမယ့်အစဉ်ဦးပဲရှိသေးတယ်ဆိုတာကိုဆရာတော်ကြီးကတတိပေးလိုက်ပါတယ်။ဒါဟာအစားပဲရှိသေးတဲ့နန္ဒာတောနဲ့ကြီးရဲ့အထုပ်ပတိတွေကိလေသာတွေအများကြီးကြံသေးတယ်ကွယ်။အခုတကားကြီးကိုချွတ်လိုက်နိုင်တာကပထမအစဉ်စံတတ်မှုကိုအောင်မြင်သွားတာပဲ။ရှေ့မှာလည်းဒီထက်ခက်ခဲတဲ့အရာတွေကြုံရအောင်မလို့တတိကိုအမြဲတမ်းကတ်ထားရမယ်။ရှေ့မှာဘလောက်တောင်ခက်ခဲတဲ့ဒုက္ခတရားတွေကိုရင်ဆိုင်ရအောင်မလဲဆိုတာမသိနိုင်တဲ့အတွက်ကိုပြင်ဆင်ထားပါနဲ့နာ။လူဘဝဟာတူတူလေးပဲဖြေရှင်းရမယ်ပြဿနာတွေကတော့ပြီးကိုမပြီးနိုင်ဘူးကွယ်။ဒါကြောင့်လေရှေးလူကြီးတွေကစကားပုံတစ်ခုထားတာပေါ့။အသက်တရားမနေရအမှုတရားသာဖြည့်ရှင်းရ၏ဆိုတဲ့စကားပုံပေါ့ဆရာတော်ဖះလည်းအရှင်နန္ဒာကိုစုံမစကားအနှင်းငယ်ပြောပြီးတဲ့နောက်မှာတော့ညကတဲခုခဲ့တဲ့တဲလေးတွေကနေထွက်လာခဲ့ကြပါတော့တယ်ယဟန်နှစ်ပါးရဲ့ရှေ့လန်းတွေဟာဒီထက်မကနှက်တဲ့တောနက်ကြီးရဲ့ကိုတရွေချင်းလှမ်းရင်ခရီးဆက်လို့လာခဲ့ကြတာပေါ့မနက်အာယုံအရှိန်ဆိုတော့လေတောနက်တဲကကြီးငှက်တွေရဲ့တရှင်းဆိုတန်လေးတွေဟာအယံကိုတာယာလို့နေပါတယ်ယဟန်နှစ်ပါးဟာတောနက်တဲကိုတပြေးပြေးဝင်လာတာနဲ့တစ်ပင်ကြီးတွေကြောင့်နေအောင်ဟာလေအနှင်းငယ်သာမြင်ရပါတော့တယ်ဇရာတော်ကြီးလည်းလမ်းလျှောက်လာရင်းနဲ့တစ်ပင်အရေးတစ်ခုရဲ့အောက်မှာချွေအောင်ဝစ်စုံဝစ်စင်ထားတဲ့အမျိုးသမီးငယ်တူကိုတွေ့လိုက်ရပါတယ်အဲ့ဒီအမျိုးသမီးရဲ့မျက်လုံးတွေဟာအရှင်နန္ဒာကိုအမုန်းတရားအပြည့်နဲ့ကြည်လုံနေတာပေါ့အရှင်နန္ဒာသွားတဲ့နောက်ကိုတကောက်ကောက်လိုက်နေခဲ့ပြီးအရှင်နန္ဒာကိုဒုက္ခပေးဖို့ကြံရွယ်ထားတယ်လို့ပါပဲဒေါသမာမာနတွေနဲ့ပြည့်နေတဲ့အမုန်းတရားတွေဟာပင်ကိုရုပ်လျှောတဲ့အမျိုးသမီးတောင်အကြီးတန်းသွားစေခဲ့တာပေါ့အချိန်တော်တော်ကြာတဲ့အထိအဲ့ဒီအမျိုးသမီးဟာအရှင်နန္ဒာကိုဒေါသတကြီးနဲ့စိုက်ကြည့်နေခဲ့ပေမဲ့စိတ်ထဲမှာတခုခုကိုတွန်းဆုံနေတယ်လို့မျိုးဆက်ပြီးတော့လိုက်မလာခဲ့တော့ပါဘူးတုံရင်နေတဲ့သူမရဲ့နှကန်းတွေကစိတ်လှုပ်ရှားမှုကြောင့်လားဒါမှမဟုတ်တခုခုကိုချိန်ဆနေတာလားမသိရပေမဲ့မြင်ရသူအဖို့တော့ရင်လေးစရာပါပဲယဟန်နှစ်ပါးအမောင်တူတွေကိုပျောက်ကွယ်သွားတဲ့အထိသူမဟာဒေါသအဟုန်ပြင်းပြင်းနဲ့အညိုတကြီးကြည်နေကြတော့တာပေါ့ထူးဆန်းတာကတော့အဲ့ဒီအမျိုးသမီးပျောက်ကွယ်သွားတာနဲ့တပြိုင်နက်တည်းဒေါနက်ကြီးတွေကလေတူဟာအလွန်အမင်းကိုအေးဆက်လို့လာပါတော့တယ်အဲ့ဒီအေးတက်ကတာမန်အေးမျိုးမဟုတ်ရပဲစိတ်ဝင်လာတဲ့အာဃာတတက်တွေကြောင့်ပတ်ဝန်းကျင်မှာရှိတဲ့သစ်ရွက်စိမ်းတွေတောင်ရှက်ရှင်းဆိုစလို့ညှိုးနွမ်းလျှောက်ကလို့သွားရပါတယ်တ
ဒီလိုနဲ့ပဲလှုပ်ရှားမှုတွေပြည့်နေတဲ့နေ့တစ်နေ့ဟာကုံဆုံးလို့သွားပြီးရှောက်ရှားစရာညအချိန်ကိုရောက်ရှိလို့လာခဲ့ပါပြီဒီညမှာတော့ကောင်းကင်ယံမှာတိမ်တွေကင်းစင်နေပြီးလာမင်းကြီးဟာတတော်လုံးလင်းထိန်နေအောင်တွန်းလင်းလို့နေခဲ့ကြတာပေါ့ဆရာတော်ကြီးဥကလျာဏကတော့တစ်ပင်အိုကြီးတစ်ပင်ရဲ့အရေးအောက်မှာထီးမိုးပြီးငြိမ်သက်စွာနဲ့တရားထိုင်နေခဲ့ပါတယ်တရားထိုင်နေရင်လည်းဆရာတော်ကြီးရဲ့စိတ်ထဲမှာထူးဆန်းတဲ့အာယုံတစ်ခုရောက်ရှိလာတာကြောင့်ရုတ်တရက်မျက်လုံးဖွင့်ကြည့်ခဲ့လိုက်တော့တာပေါ့အဲ့ဒီအချိန်မှာဆရာတော်ကြီးဟာပဝင်းချင်းကနေစိမ့်ထွက်လာတဲ့ပြင်းထန်လာတဲ့အမုန်းတရားတစ်ခုကိုအာယုံခံမိသွားပါတယ်။တတော်လုံးဟာလည်းဘာအတမ်းမှမရှိပဲငြိမ်သက်သေးဆုံးနေတယ်လို့ဖြစ်နေတာကြောင့်အတော်လေးကိုကြောက်စရာကောင်းလာခဲ့ပါပြီ။ဆရာတော်ကြီးကစိတ်ထဲကနေစင်ကျင်နေခဲ့မိတာပေါ့။ဒီဝိညာဉ်ရဲ့အမုန်းတရားကတော်တော်ကိုပြင်းထန်ပါလား။ဘာလို့အဲ့ဒီလောက်တောင်မှအရှင်နန္ဒကိုအညိုတကြီးနဲ့တက်ရှင်နေရတယ်လေကဲငါစင်ချင်းကြီးအောင်ပါပဲဒီဝိညာဉ်ရဲ့အာဃာတကအင်မတန်ပြင်းထန်လွန်းတာကြောင့်ဆရာတော်ကြီးကတကိုးနဲ့နှိမ်နှင်းဖို့ကြံရွယ်ခဲ့လိုက်ပါသေးတယ်ဒါပေမဲ့နှိမ်နှင်းဖို့ကြိုးစားတဲ့အချိန်မှာပဲအတိတ်ကဝိကံတွေနဲ့ဖြစ်ရက်တွေဟာအဟံတားတစ်ခုလိုဆရာတော်ကြီးကိုတားဆီးထားတာပေါ့ဒါကြောင့်ဆရာတော်ကြီးဟာကုသိုလ်အာယုံကိုသုံးပြီးအတိတ်ကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့ဒီကံကြမ္မာတွေကဘယ်ကနေစားခဲ့တယ်ဆိုတဲ့အကြောင်းရင်းကိုကွက်ကွက်ကွင်းကွင်းကြီးမြင်သွားခဲ့ရပါတော့တယ်။ဆရာတော်ကြီးကလည်းအပြည့်အပြတ်အလုံးကိုတည်သွားတဲ့အခါမှာတော့တန်ဝေကားတွေရပြီးကံကြမ္မာအတိုင်းသာဆက်သွားဖို့ဆုံးဖြတ်ခဲ့လိုက်ပါတော့တယ်။အားလုံးကအကြောင်းရှိလို့အကျိုးဖြစ်လာတာပဲ။အခုငါကတကိုးနဲ့နှိမ်နှင်းလိုက်ရင်ဝေကျွေးတစ်တွေထက်ဖြစ်ပြီးတန်တရားကစုံမမဟုတ်တော့ဘူးသူကံနဲ့သူပဲထားလိုက်တာကဟိုကောင်းပါလိမ့်မယ်ဒါကြောင့်ဆရာတော်ကြီးဟာဘာတကူမှအတုံးမပြူတော့ပဲအေးချမ်းတဲ့မေတ္တာတက်ကိုပဲလွတ်ပေးထားလိုက်ပါတော့တယ်အရှင်နန္ဒအတွက်ကတော့ဒီညဟာသူကိုယ်တိုင်စိုက်ခဲ့တဲ့အတိတ်ကဝေကျွေးတွေကိုပြန်လဲရင်ဆိုင်ရမယ်စမ်းသပ်မှုကြီးတစ်ခုပါပဲအမုန်းတရားတွေနဲ့ပြည့်နေတဲ့အဲ့ဒီဝိညာဉ်မာလေးဟာအရှင်နန္ဒရဲ့ရှေ့ကိုဘလို့ပုံစံနဲ့ရောက်လာမလဲဆိုတာကတော့ရင်ခုန်စရာဖြစ်နေပါတော့တယ်နန္ဒရေမင်းအတွက်ဘုံဘုံတန်းနိုင်သလောက်မေတ္တာဓာတ်တွေလွတ်ပေးထားပါတယ်ဒီအမျိုးသမီးကမင်းရဲ့အတိတ်ကဇနီးဟောင်းပဲနောင်ကျိုးတွေကနေတဆင့်အမုန်းတရားတွေဖြစ်နေခဲ့တာပဲဒီအချိန်မှာဘုံဘုံနဲ့လှုပ်ပေးနိုင်တာဆိုလို့မေတ္တာဓာတ်တစ်ခုပဲပို့နိုင်ုံကြံတော့တာကဲကျန်တာတွေကတော့အရှင်နန္ဒရဲ့ကံတရားဖို့ကွယ်နှစ်ဦးနှစ်ဖက်အမုန်းတရားတွေကိုကြည်အေးပေးနိုင်မှသာဒီဝေကျွေးတွေကနေလွတ်မြောက်မှာဒါဆိုရင်တန်တရားလည်းမရှိတော့ဘူးပေါ့ကွယ်ဖုန်ကြီးအသက်စိတ်ထဲကပြောနေရတွေကိုကျွန်တော်ကြားတယ်နော်ဘာလဲသူလောက်ခဲ့မှုတဲ့အတိတ်ကအမားတွေကိုတပည့်တော်မှဒီတန်လှုပ်ပေးလိုက်ရမှာလားအရှင်ဘုရားကတပည့်တော်မှမဟုတ်တာတပည့်တော်မှခံစားခဲ့ရတဲ့အတိတ်ကနာကျင်ချက်တွေကိုအရှင်ဘုရားဘယ်လိုလုပ်ကိုယ်ချင်းစာတတ်မှာလဲတပည့်တော်မှကတော့ဘလို့မှမကျေနပ်နိုင်ဘူးသူ့ကိုတွေ့ရတင်ကြိုင်ဒါမဆိုင်ပဲတွေ့ရနေရမှာအခွင့်အရေးရတာနဲ့တခါတည်းဇီဝင်ထုတ်ပြမယ်အရှင်ဖေကတပည့်တော်မှမဟုတ်တဲ့အတွက်ဒီနာကြီးချက်တွေကိုအရှင်ဖေကကိုယ်ချင်းစာတတ်မှာမဟုတ်ဘူးမခံစားတတ်ဘူးပြုသူအသေးဖြစ်သူအဟောင်းနဲ့ကျမအပေါ်မှာသူ့လုပ်ခဲ့တဲ့အမားတွေအတွက်ဘယ်တော့မှခွင့်လွှတ်နိုင်စရာအကြောင်းမရှိဘူးမနှင်းကြီးဟာရင်ထဲမှာမီးတောင်ပေါက်ကွဲသလိုပြင်းထန်လာတဲ့ဒေါသတွေကြောင့်တတော်လုံးတုန်ဟိန်းသွားအောင်အကျယ်ကြီးအော်ဟစ်လိုက်ပါတော့တယ်။အဝေးကနေကြည့်နေတဲ့ဆရာတော်ဘုရားကြီးဟာလည်းဝိညာဉ်မာလေးရဲ့ခံစားချက်ကိုသိနေတာကြောင့်တနာယုံကလွဲလို့ဘာမှမတတ်နိုင်ခဲ့ပါဘူး။မနှင်းကြီးရဲ့ဝိညာဉ်ဟာအမုန်းတရားတွေအမောင်ဖုံးနေခဲ့တာကြောင့်အမှန်တရားကိုမမြင်နိုင်တော့ပဲကလေးစားရှည်ဖို့တခုတည်းကိုပဲအားခဲလို့နေတာပါ။အဲ့ဒီလိုနဲ့ပဲအချိန်တွေဟာတဖြည်းဖြည်းကုန်ဆုံးလာပြီးခြောက်ရှားစရာညင်းတဲ့ပိုင်းကိုရောက်ရှိလို့လာခဲ့ပါတယ်။အမောင်တို့ဟာလည်းတစ်တော်တစ်ခုလုံးကိုနေရာယူသွားခဲ့ပြီပေါ့။အရှင်နန္ဒကတော့တစ်ပင်ကြီးတစ်ပင်ရဲ့အောက်မှာစိတ်ကိုတည်ငြိမ်အောင်ထားပြီးတရားကျင့်ဖို့အတွက်ပြင်ဆင်နေခဲ့တာပေါ့။အဲ့ဒီအချိန်မှာပဲပဝင်းချင်းကလေတူရဲ့အနံ့အသက်တွေဟာရုတ်တရက်ပြောင်းလဲသွားပါတယ်။သွေးညီနဲ့ပြင်းပြင်းတွေကလေထဲမှာလွှမ်းရှုံလာခဲ့ပြီမဲ့လို့လေအရှင်နန္ဒဟာတရားကိုပဲအားဆိုင်ပြီးကျင့်ကြံလို့နေခဲ့တာပါ။
ဒါပေမဲ့ပုံရိပ်တစ်ခုကသူ့ရှိမှတူတူဝါတာပေါ်လာခဲ့တာကြောင့်မျက်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အရှိမအင်မတန်လှပတဲ့အမျိုးသမီးတစ်ယောက်ရက်နေတာကိုတွေ့လိုက်ရပါတော့တယ်။သူမရဲ့အသားအရည်ဟာရွှေရောင်လိုမျိုးဝင်းပတောက်လက်နေခဲ့ပေမဲ့လို့လည်းသူမရဲ့မျက်လုံးတွေထဲမှာတော့ပြင်းထန်တဲ့အမုန်းတရားတွေစိမ့်ထွက်လို့နေတာပေါ့။နာကြီးချက်တွေပြင်းနှံ့နေခဲ့တဲ့မျက်လုံးတွေနဲ့အရှင်နန္ဒာကိုစိုက်ကြည့်ရင်မနှင်းရီကစကားစတင်ပြောလိုက်ပါတော့တယ်။ နေငေါ့မတ်မိသေးလားငါနေ့ကိုကလေးစားရှိဖို့အတွက်အချိန်အတော်ကြာအောင်စောင့်နေခဲ့ရတာနေဘယ်တော့ဒီတော်ရဲကိုလာမလဲလာပါမလားဆိုပြီးငါစိုးရိမ်နေခဲ့တာအခုတော့ငါရဲ့ဆန္ဒတွေပြည့်တော့မယ်နောက်ဆုံးတော့ငါဖြစ်ချင်တဲ့အတိုင်းဖြစ်ရတော့မယ်ပေါ့နေ့ကိုဒီလိုလက်စားရှိဖို့အတွက်ငါဒီတော်ရဲမှာစောင့်နေခဲ့ရတာနှစ်ပေါင်း100တောင်ကျော်သွားပြီငေါ့နေမှတ်မိရမဟုတ်လားမမိဘူးလို့ညင်းရင်လေငါနေ့ကိုတတ်မှာလေတိုက်ရအရက်ကနေလွင်မျောလာတဲ့သူမရဲ့အတန်ဟာအံ့ဩစရာကောင်းလောက်အောင်ကိုတာယာပေမဲ့အကြည့်တွေကတော့ခက်ထန်ကြမ်းတမ်းလို့နေကြတာပေါ့လက်စားရှိလို့တဲ့အညို့အတေးတွေကဖြူစင်တဲ့ရဟန်းတစ်ပါးရဲ့နှလုံးသားတွေကိုတိုက်ရိုက်တိုးဝင်သွားခဲ့ပါတယ်သူမရဲ့ဒေါသတွေပြေပြောက်စေဖို့အတွက်အရှင်နန္ဒာကဒီလိုပဲတောင်းပန်ခဲ့လိုက်တော့တာပေါ့တကမလေးအတိတ်ဘဝကအကြောင်းအရာတွေကိုတော့ဦးစင်းမမှတ်မိတော့ပါဘူးကွယ်ဒါပေမဲ့အတိတ်မှာဦးစင်းကတကားမလေးအပေါ်အကျွေးတွေရှိနေတယ်ဆိုရင်အဲ့ဒီအကျွေးတွေကိုဦးစင်းစီကနေပြန်တောင်းလို့ရပါတယ်လေအာဃာတတရားဆိုတာသိမ်းထားရင်သိမ်းထားသလောက်ကိုပဲပြန်ပြီးနှိမ့်ဆက်တတ်တာတကားမလေးရဲ့ဦးစင်းပြုခဲ့တဲ့အကုသိုလ်တွေအတွက်တောင်းပန်ပါတယ်ကွယ်ဦးစင်းမှာအပြစ်မရှိဘူးလို့လည်းမယူဆပါဘူးဒါပေမဲ့အတိတ်ကဘာတွေလုပ်ခဲ့လို့လဲဆိုတာကိုတော့ဒီဘဝမှာမမှတ်မိတာအမှန်ပဲတကားမလေးရဲ့ဦးစင်းပါလို့ပြီးရင်တကားမလေးခွင့်လွှတ်နိုင်မလဲကွယ်တကားမလေးဦးစင်းပေါ်ထားတဲ့အညို့အတေးတွေကြည်ဖို့အတွက်ဆိုရင်ဦးစင်းပါပဲလုပ်ရလုပ်ပေးပါမယ်အရှင်နန္ဒာကဘလို့ပဲတောင်းပန်နေပါစေမနှင်းရီကတော့လုံးဝကိုခွင့်မလွတ်နိုင်ခဲ့ပါဘူးအရှင်နန္ဒာရဲ့မေတ္တာတက်ကြောင့်သူမကိုယ်ပေါ်ကဝိညာဉ်အရှင်အဝါတွေအနှင်းငယ်လျော့နှဲလာခဲ့ပေမဲ့လို့လည်းအမုန်းတရားတွေကပြင်းထန်လွန်းနေခဲ့တာကြောင့်သူမဟာအရှင်နန္ဒာကိုတိုက်ခိုက်ဖို့အတွက်ကြိုးစားပါတော့တယ်ဒါပေမဲ့လက်ပွဲကြောင့်တိုက်ခိုက်လို့မအောင်မြင်တဲ့အဆုံးမှာတော့သူမဟာအတိတ်ကအကြောင်းအရာတွေကိုသူမရဲ့တကူနဲ့ဖန်ဆင်းပြခဲ့လိုက်တော့တာပေါ့အဲ့ဒီအချိန်မှာပဲအတိတ်ဘဝကအရှင်နန္ဒာနဲ့မနှင်းရီတို့ရဲ့ဖြစ်ရမှန်တွေကပေါ်ထွက်လို့လာပါတယ်အတိတ်ဘဝမှာအရှင်နန္ဒာနဲ့မနှင်းရီဟာတဦးကိုတဦးအသက်ထက်ရှိကြတဲ့ရှစ်သူတွေဖြစ်ခဲ့ကြပါတယ်ရှစ်သူဘဝနဲ့အရှစ်တွေမလုံလောက်ပဲနောက်ဆုံးမှာတော့အိမ်အောင်ပြုတ်လိုက်တဲ့အဆင့်ရောက်သွားခဲ့ကြတော့တာပေါ့တေးအတူရှင်မကွာနေကြမယ်လို့နှစ်ယောက်တည်းကတိပြုခဲ့ကြပြီးကျွန်းပင်ကြီးရဲ့အောက်မှာအရှစ်သစ္စာတိုင်တည်ခဲ့ကြပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့အတိတ်ကအရှင်နန္ဒာဟာလောင်းကစားအကျွေးတွေကြောင့်မိမိရဲ့ရှစ်သူကိုဦးရဲမြင့်ဆိုတဲ့လူစီမှာရောင်းစားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အဲဒါကြောင့်လေမိန်းမဖြစ်သူကိုတောနဲ့ကြီးတွေကကျွန်းပင်အောက်မှာစူတောင်းမယ်လို့လိန်လည်ပြီးခေါ်လာခဲ့တာပေါ့ဗျာ။ဒီမှာကိုရဲမြင့်ခမရဲ့အကျွေးတွေကိုကျုပ်အခုလောလောဆယ်မပေးနိုင်ဘူးဗျာ။ဒီတော့ခမကျုပ်ရဲ့မိန်းမကိုပဲခေါ်သွားမလားဗျာ။ကျုပ်မှပိုင်ဆိုင်တာဆိုလို့ဒီမိန်းမတယောက်ပဲရှိတာဗျာ။သူ့ကိုခေါ်သွားဗျာမခေါ်သွားရင်တော့ခမအကျွေးတွေဆုံးပြီလို့ပဲမှတ်လိုက်တော့ဗျကျုံမှာခမကိုပေးဖို့ပတ်စံတပြားမှလည်းမရှိဘူးဒီနိုင်တော့သူ့ကိုခေါ်သွားလိုက်ပေါ့ဗျာသူ့ကိုခေါ်သွားပြီးရင်တော့ကျုပ်ရဲ့အကျွေးတွေအားလုံးကိုခမကြေးပေးရမှာနော်ဒါကခမတောင်းဆိုလို့သာကျုပ်ကလိုက်လောပေးရတာဗျာကျုပ်ကမိန်းမတယောက်လုံးကိုယဉ်ထားရတာမိန်းမပေးလိုက်ရလို့အကျွေးမကြေဘူးဆိုရင်တော့ခမလက်ထဲကျုံမိန်းမကိုထဲမပေးလိုက်နိုင်ဘူးနော်မန်နေကြီးဟာသူမရဲ့ယောက်ျားဖြစ်သူစီကထွက်လာတဲ့စကားလုံးတွေကိုကြားပြီးအင်မတန်မှအံ့ဩတုန်လှုပ်နေခဲ့တာပေါ့ကိုရဲမြင့်ကတော့သဘောကျလို့သွားပြီးဒီလိုပြန်ပြောလိုက်ပါတယ်ကောင်းပြီလေဒီလိုဆိုရင်တော့မင်းမိမကိုငါခေါ်သွားရမှာပေါ့ကွာငါမရတော့လေရေချိုးပြန်ရုံပေါ့ကွာမင်းတို့ရကမှန်တယ်လို့ပဲမင်းယူဆလိုက်ပေါ့မင်းငါ့ကိုပေးဖို့ကြံနေတဲ့အကျွေးတွေကိုကြည်ပြီးုံနေမကဘူးနောက်ထပ်လည်းပတ်စံပေးအောင်မယ်ကွာဘာလို့လဲဆိုတော့မင်းမိမကိုငါအစားကလေးကကြိတ်ကြိုက်နေလို့ပဲကွာကာမပိုင်မင်းရှိနေလို့ငါရဲ့ရင်တွေကခန်းစားချက်တွေကိုထိန်းထားရတာအခုလိုမင်းကကြီးကြီးပြူပေးတယ်ဆိုတော့လေငါအကြိုက်ပေါ့ကွာ
မန်နင်းကြီးလည်းယောက်ျားဖြစ်သူကိုဝမ်းနဲ့ကြည်ခွဲစားနဲ့ခြိုက်ကြီးတငင်မိလိုက်ပါတော့တယ် ဒါဘာလို့ကြာလဲကိုစံအေးကျမကိုဒီတော်ရဲခေါ်လာတာဒီလိုရည်ရွယ်ချက်ကြောင့်လားရှင်ပြောတော့ကျမနဲ့ရှင်ရဲ့အရှိတွေကိုသစ္စာတိုင်တယ်ကိုခေါ်လာတာဆိုကျမကိုဘယ်တော့မှမထားခဲ့ပါဘူးဆိုအခုတော့ဘလို့ဖြစ်ရတာလဲရှင်ကျမကိုတကယ်ပဲသစ္စာဖောက်လိုက်တာလားရှင်ကိုကျမအလောက်ထိစစ်တာတော့မှကျမရဲ့အချစ်တွေကိုသစ္စာဖောက်ရတယ်နော်ရှင်ဝိလည်းမကြောက်ဘူးလား အရှင်နန္ဒာအဖြစ်အတိတ်ဘဝကမောင်ဆန်အေးကလည်းမျက်နှာလွှဲပြီးပြန်ပြောလိုက်တာပေါ့ငါလည်းဒီလိုလုပ်ရတာမလွဲတာလို့ပါဟာငါတောင်းပန်ပါတယ်ငါကိုခွင့်လို့နော်မင်းကိုသာသူ့လက်ထဲမပေးရင်သူကငါမိသားစုကိုလာပြီးပြဿနာရှာမှာကွာမင်းကိုရှစ်ပင်ပဲငါမိသားစုအတွက်ဆိုရင်တော့ငါအရာအလုံးကိုစွန့်လွတ်နိုင်တယ်မင်းသူ့နောက်ကိုပဲလိုက်သွားလိုက်ပါတော့ကွာမန်နင်းကြီးဟာခင်ပွန်းဖြစ်သူရဲ့တစ္ဆာဖောင်းမှုကိုခံရပြီးတဲ့နောက်မှာတော့တတန်းလုံးမခွဲဘူးလို့ဆူတောင်းခဲ့တဲ့ကျွန်းမင်းကြီးရဲ့အောက်မှာပဲကိုကျိုးဆွဲချပြီးဘဝတစ်ဘွားကိုကူးပြောင်းသွားခဲ့ရပါတယ်။အမုန်းတရားတွေကိုရင်းထဲပိုက်ပြီးတိတ်ဆုံးသွားခဲ့ရတာကြောင့်မကျွတ်မလွတ်နိုင်ပဲအခုအချိန်ထိကလေးစားရှည်ဖို့အတွက်စောင့်ဆိုင်နေခဲ့တာပေါ့။အတိတ်ကိုပြန်မြင်သွားပြီးတဲ့နောက်ခါတီးရဲ့အမှန်တရားတွေကိုအရှင်နန္ဒာသိရှိလို့သွားခဲ့ပါပြီ။အပြစ်ရှိတဲ့စိတ်တွေကရင်းထဲကိုတိုးဝင်လာပြီးကိုလည်းခဏအပြစ်တင်နေမိတာပေါ့။စောက်တီးရမရတော့တဲ့အစုံမှာတော့မျက်ရည်တွေကပါးပြင်ထက်မှစီးကျလာပြီးမနှင်းကြီးကိုဒီလိုပဲငိုယိုကတောင်းပန်လိုက်ပါတယ်။ဘာမလေးရဲ့ဦးစင်တောင်းပန်ပါတယ်ကွယ်။အတိတ်တုန်းကဖြစ်ခဲ့တဲ့ပြဿနာတွေအားလုံးကဦးစင်ကြောင့်ဖြစ်ရတာပါ။ကိုအပြစ်ကိုဘယ်လိုဖြစ်ရမှန်းတော့မသိတော့ပါဘူးကွယ်။ဒီမှာတကားမလေးဦးစင်မားခဲ့ပါတယ်။ဦးစင်တကယ်ပဲမားခဲ့ပါတယ်ကွယ်။ဦးစင်ကိုခွင့်လွှတ်ပေးပါလို့တော့မတောင်းဆိုပါဘူး။တကားမကြိုက်တယ်လို့သာစီရင်ပါကွယ်။အတိတ်ကဝေကျွေးတွေကိုစိတ်ဖို့အတွက်အရှိန်ရောက်လာပြီလို့ဦးစင်သဘောထားပါမယ်။ အခုလောက်ဆိုရင်အတိတ်ဘဝရှင်ရဲ့ရုပ်မှန်မှုတွေကိုပြန်ပြီးမှတ်မိလောက်ရောပေါ့ရှင်ကဘာမှမသိပဲဘဝကူကောင်းနိုင်ပေမဲ့ကျမမှာတော့အတိတ်ကရှင်ရဲ့ရစ်ဆက်မှုတွေကြောင့်စိတ်မှာနာကျင်ချက်တွေနဲ့ပြည့်နေနေရပြီအတိတ်ကိုပြန်မြင်တော့ရှင်ဘယ်လောက်ထိကျမဘဝတကောကောင်းဆန်ပြီးရုပ်မှခဲ့လဲဆိုတာရှင်သိပြီမလားပါဇက်ကသာကျမကိုချစ်တယ်လို့တဖောက်ဖောက်ပြောနေပေမဲ့ရှင်နှလုံးသားကကျမကိုသစ္စာဖောက်ပြီးရုပ်မှခဲ့တာမဟုတ်လားပတ်စံကြောင့်မကောင်းဆိုးဝါးတစ်ကောင်လိုပြောင်းလဲလိုက်တာများအခုထိရင်နာလို့မဆုံးဘူးရှင်ကျမဘောကိုသစ္စာဖောက်တယ်အတရဝတ်ကြွေးတွေကိုမပေးဆက်ချင်တိုင်းဒီဘဝမှာသင်္ကန်းချုံပြီးကျမကိုခွင့်လွှတ်ဖို့မတောင်းမှန်နဲ့ကျမဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူးရှင်ရဲ့သင်္ကန်းကိုအားရနာပါတယ်ဒါပေမဲ့ကျမရှင်ကိုကလေးစားချီရမှာကျင့်နေနိုင်မယ်ဒီဘဝမှာဘယ်တော့ပဲသင်္ကန်းတွေဝတ်ပြီးတရားထိုင်နေတော့အတိတ်ကရှင်ပြခဲ့တဲ့ဝတ်ကြွေးတွေကဘယ်တော့မှကျင့်နိုင်မှာမဟုတ်ဘူးအပြစ်တွေကိုလည်းစေကြောနိုင်မှာမဟုတ်ဘူးရှင်တသက်လုံးရဟန်းဝတ်ပြီးအပြစ်တွေကိုဆက်ပါမယ်လို့ပြောရင်တော့ကျမခွင့်မလွတ်နိုင်ဘူး အရှင်နန္ဒာလည်းအတိတ်ကဖြစ်ရက်တွေကြောင့်အယံကိုခံစားရခံနေခဲ့ပါတယ်။သူကိုယ်သူအပြစ်တင်လိုက်အတိတ်ဘဝတုန်းကကိုစံအေးကိုဒေါသထွက်လိုက်နဲ့အယံကိုမွန်ကျလို့နေပါတယ်။ဘလို့မှစိတ်ကိုထိမ့်မနိုင်တော့ပဲအာရပါရငိုကြွေးပြီးတဲ့နောက်မှာတော့အရှင်နန္ဒာရဲ့ပါဇက်ထဲကသွေးတွေအန်ထွက်လို့လာခဲ့ပြီးမိလဲလို့သွားပါတော့တယ်။အရှင်နန္ဒာရဲ့အဖြစ်ကိုမြင်တွေ့နေရတဲ့တစေအမျိုးသမီးကတော့အယံကိုသဘောကျပြီးရေမောနေခဲ့ပါတယ်။ အမျိုးသမီးရဲ့ရေတံတွေဟာတတော်လုံးကိုပြန့်နှံ့သွားပြီးကြောက်စရာအတီးဖြစ်လို့နေကြတာပေါ့။ရှင်နန္ဒာလည်းရင်ပတ်ထဲကနေမိစားနဲ့ထိုးသလိုပူလောင်ပြင်းပြလာတဲ့ဝေဒနာကြောင့်မျက်နှာတစ်ခုလုံးဖြူလျော်သွားပြီးပါးစပ်ထဲကနေလက်ဆက်တဲ့သွေးတွေဟာမြေပြင်ပေါ်ကိုအရှင်အဟုန်နဲ့ပန်းထွက်လို့သွားပါတော့တယ်။သွေးဆက်တွေတိရွက်လျှောက်တွေပေါ်မှာစွန့်ထင်သွားခဲ့ပြီးအရှင်နန္ဒာရဲ့ခန္ဓာကိုယ်ဟာအားအင်ကုန်ခန်းစွာနဲ့တစ်ပင်ရှည်ရင်မှာလဲကျလို့သွားခဲ့ရတာပေါ့။ အဲ့ဒီအချိန်မှာပဲအဝင်းကျင်ကလေတူဟာရုတ်တရက်အေးဆက်တိတ်ဆိတ်သွားခဲ့ပြီးမနှင်းကြီးရဲ့ပုံရိပ်ဟာအမောင်တူတွေကနေတပြေးပြေးချင်းထွက်ပေါ်လို့လာပါတော့တယ်။သူမရဲ့ရှီလန်းတွေဟာမြေပြင်ပေါ်ကတိရွက်လျှောက်တွေကိုနင်းဖြတ်လာပြီးမြဲဘာအတမ်းမှမထွက်ပဲဝိညာဉ်တစ်ခုရဲ့အေးဆက်မှုနဲ့အတူအရှင်နန္ဒာစီကိုတရွေ့ရွေ့ရှင်းကပ်လာခဲ့တော့တာပေါ့။ သူမရဲ့ဖြူရုံးနေတဲ့လက်ရှောင်းရှည်ကြီးတွေဟာလေထဲမှာတုံကြီးလုံးနေခဲ့ပြီးလက်သေးတွေကတော့အမုန်းတရားတွေကြောင့်မဲနဲ့စူချလို့နေတာပေါ့
သူမအနာရောက်လာလေသွေးညီနှံတဲ့ဘုံစော်နှံတဲ့အနံ့အသက်တွေကအရှင်နန္ဒရဲ့နှာခေါင်းထဲကိုဘိုးပြီးပြင်းပြင်းထန်ထန်တိုးဝင်လာပါတယ်။ဘာလဲနာနေပြီလား။ဒါငါနှစ်ပေါင်း100ကျော်ခံစားခဲ့ရတဲ့နာကျင်မှုတွေရဲ့တစိမ့်တဒေတာပဲရှိသေးတယ်။ငါဘဝကိုရောင်းစားခဲ့တဲ့အချိန်တုန်းကနှစ်မှာအခုလိုတနာစိတ်ရှိခဲ့ဘူးလား။နေရတော့သင်္ကန်းဝတ်ပြီးအေးစစ်စစ်နေနိုင်မိမယ်။ငါတော့ငရဲမိချက်ပူတဲ့အာကာဒတွေနဲ့တိုးထဲမှာတဝဲနဲ့လည်းဖြစ်နေခဲ့ရတာ။နေ့ကိုတရားမှာငါရင်ထဲကဒေါသတွေပြေမှာမန်နင်းကြီးရဲ့အတန်းဟာတောနက်ကြီးထဲမှာပဲတင်ထက်လို့သွားခဲ့ပြီးသူမရဲ့မျက်လုံးနီနီကြီးတွေကအရှင်နန္ဒကိုသာစိုက်ကြည့်ရင်ဒေါသမီတွေတောက်လောင်နေကြတာပေါ့သူမဟာအရှင်နန္ဒရဲ့ရှေ့တက်တက်မှာရက်လိုက်ပြီးခါးကိုကိုင်းကအရှင်နန္ဒရဲ့မျက်နှာနာကိုသူမရဲ့အေးဆက်လာတဲ့မျက်နှာကြီးတိုးကပ်ခဲ့လိုက်ပါတယ်သူမရဲ့သပင်ရှည်ကြီးတွေဟာအရှင်နန္ဒရဲ့ကိုယ်ပေါ်ကိုဖြတ်တန်းကျဆင်းနေခဲ့ပြီးအဲ့ဒီသပင်တွေထိတွေ့မိတဲ့နေရာတိုင်းကရေခဲနဲ့ထိသလိုမျိုးတဆစ်စစ်နာကျင်လာခဲ့ရတာပေါ့သူမရဲ့လက်သေးရှည်ကြီးတွေနဲ့အရှင်နန္ဒရဲ့လေပင်ကိုညှစ်သက်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲအရှင်နန္ဒရဲ့လွယ်အိတ်ထဲကဆရာတော်ကြီးပေးထားတဲ့လက်ပွဲဟာရုတ်တရက်ပြင်းထန်တဲ့ရွှေရောင်အလင်းနှန်းတွေကိုဖျားထွက်စေပါတော့တယ်အဲ့ဒီအလင်းနှန်းကမနှင်းစီရဲ့ကိုရိုက်ခတ်လိုက်တာကြောင့်သူမဟာအနောက်ကိုလွင်ထွက်သွားပြီးအားကနေစူးရှစွာအော်ဟစ်ခဲ့လိုက်ရပါတယ်။သူမရဲ့အသားရည်တွေဟာမီးလောင်တလို့မျိုးအငွေ့တွေထွက်လွတ်လာခဲ့ပြီးအသေးအတန်နာကျင်သွားခဲ့ရတာပေါ့။အော်နေရအဆောင်လက်ဖွဲ့တွေတုံးထားတယ်ပေါ့လေ။ဒါငါရဲ့ကလေးစားရှိခြင်းအစပဲရှိပါသေးတယ်။နေရဲ့ကံကောင်းမှုတွေကုံဆုံးသွားတဲ့အချိန်ငါစောင့်နေမယ်။နေရဲ့ကံကောင်းမှုတွေကကံဆိုးမှုတွေဖြစ်လာတဲ့အခါဆိုရင်တော့ဘယ်သူမှနေကိုကောက်ွယ်ပေးနိုင်မှာမဟုတ်တော့ဘူး။အာမတန်လို့မှန်လျှော့ပြီးဒီနေ့တော့ငါထွက်သွားလိုက်မယ်။နောက်တနေ့မနေ့ကရောက်တဲ့အခါမှာတော့အရှင်နန္ဒဟာညကမြင်ခဲ့ရတဲ့အတိတ်ဖြစ်ရက်တွေကြောင့်စိတ်နှလုံးညှိုးနှမ်းစွာနဲ့ဆရာတော်ကြီးဥက္ကလျာဏစီကိုဖြည်းဖြည်းချင်းလျှောက်သွားလိုက်ပါတယ်။ရှေးလန်းတိုင်းမှာအပြစ်ရှိသူတယောက်လိုခေါင်းကိုငိုက်ဆိုင်ရှာထားပြီးဆရာတော်ကြီးရဲ့ရှေ့မှာဝေးပြုကဝမ်းနဲ့ပလက်လျှောက်ထားခဲ့လိုက်တာပေါ့။ဆရာတော်ဗျာတပည့်တော်ရှေ့ဆက်ပြီးဒီဝေးရုံကိုစောင့်ထားဖို့မထိုက်ကြတော့ပါဘူးဗျာတပည့်တော်ဟာအတိမ်မှာသိကိုရုံမာခဲ့တဲ့သူကိုအသက်ပေးပြီးရှစ်ခဲ့တဲ့ရှစ်သူကိုတော့ပတ်စံအတွက်နဲ့ရဆက်ဆက်တစ္ဆာဖောက်ခဲ့တဲ့လူယုံမာတယောက်ဖြစ်ခဲ့ပူပါရဗျာအခုအဲ့ဒီဝေကြီးတွေကတပည့်တော်နောက်ကိုလိုက်လာခဲ့ပြီးတပည့်တော်ရဲ့စိတ်ထဲမှာအဲ့ဒီမြင်ကွင်းတွေပဲတဝဲလဲဖြစ်နေတော့တယ်ဗျာအဲ့ဒီတကားမအပေါ်ပြုခဲ့ပူတဲ့တပည့်တော်ရဲ့ဝေကြီးတွေကိုလည်းဒီဘဝတွင်အခြေဆက်ရှင်ပါပြီဗျာအဲ့ဒီတကားမလည်းတပည့်တော်ရဲ့အတိတ်ကပြုခဲ့မှုတဲ့မကောင်းမှုတွေကြောင့်ဘယ်ကိုမှမသွားနိုင်ပဲဖြစ်နေရရှာတာတပည့်တော်ကိုလူထွက်ခွင့်ပြုပါဗျာဆရာတော်ကြီးကတော့တင်ငိမ်တဲ့မျက်နှာထားနဲ့အရှင်နန္ဒကိုစိုက်ကြည့်ပြီးဒီလိုပဲမိန့်ကြားလိုက်ပါတယ်နန္ဒတန်တရားဆိုတာရှည်လျားလို့တော့အပြစ်ကင်းမှုတဲ့သူရဲ့လို့ဒီလောကမှာမရှိပါဘူးကွယ်အတိတ်မှာမင်းဘလောက်ပဲအမားတွေလုပ်ခဲ့ပါစေအဲ့ဓာတွေဟာမနေ့ကတည်ဆုံးသွားတဲ့ကိစ္စတွေပဲလေအခုမင်းဟာမြတ်စွာဘုရားရဲ့သားတော်ဖြစ်နေပြီမင်းရဲ့စိတ်ထဲမှာအဲ့ဒီအပြစ်တွေကိုပဲထက်ကတွေးနေရင်ဝေကြွေးကအိုးပြီးကြီးလာလိမ့်မယ်တရားအားထုတ်တယ်ဆိုတာအတိတ်ကနေထွက်ပြေးဖို့မဟုတ်ဘူးဒီဝေကြွေးတန်တရားကိုအပြည့်တိုင်းအဆုံးသတ်ဖို့အတွက်ကျင့်ကြံရတာဖြစ်တယ်ဆိုတာမှတ်ထားစမ်းပါဦးစိတ်လိုက်မှန်ပါလှုပ်ခဲ့လို့အတိတ်မှာဝမ်းနည်းမှုတွေနဲ့အဆုံးသတ်ခဲ့ရပြီမဟုတ်လားထပ်ပြီးမမိုက်မဲခြင်းစမ်းပါနေတော့ကွယ်ယဟန်ဘဝနဲ့နေထိုင်ခြင်းကပဲမင်းရဲ့အတိတ်ဘဝကရှင်းအောင်ထားတဲ့အာကုသို့အငြိအကျေးတွေနဲ့မဆုံးနိုင်တဲ့တွေ့တာမှုတွေကိုဖြတ်တောက်ပေးနိုင်လိမ့်မယ်ဖရာရိတ်တရားရိတ်မှာပဲနေပါရှင်နန္ဒာဒါပေမဲ့ဆရာတော်ဖေဟာတပည့်တော်ကြောင့်သူမကျွတ်မလွတ်ပဲနှစ်ပေါင်း100ကျော်တောထဲမှာဒုက္ခရောက်နေရတာလေတပည့်တော်ဘယ်လိုလုပ်စိတ်အေးလက်အေးတရားမှတ်နိုင်ပါမလဲဖေဟာအေးအဲ့ဒါကြောင့်မင်းကပို့ပြီးတရားအားထုတ်ရမှာပေါ့မင်းမသီလတက်တွေတမာရီတက်တွေခိုင်းမှလားမှသူ့ကိုမေတ္တာနဲ့ကယ်တင်နိုင်မှာပေါ့မင်းကသာစိတ်ထဲကြပြီးလူထွက်သွားမယ်ဆိုရင်သူ့ရဲ့အာဃာတမီးတွေကို
ဘယ်သူကငိမ့်သက်ပေးမှလဲဒါဟာမင်းရဲ့တာဝန်ပဲနန္ဒဆရာတော်ရဲ့ဆုံးမစကားကြောင့်အရှင်နန္ဒဟာအရှင်မီအသိစိတ်ပြန်ဝင်သွားခဲ့ပါတယ်အရှင်ဘုရားရဲ့ဆုံးမစကားတွေကြောင့်ရောမြတ်စွာဘုရားရဲ့တရားဓမ္မတွေကြောင့်ပါဉာဏ်အလင်းပွင့်သွားခဲ့ပါပြီအတိတ်ကအတိတ်ဆိုတာကိုသာလက်ခံထားပြီးအခုပြစ္ဆုတ်ပံမှာအကောင်းမွန်ဆုံးနေထိုင်ဖို့ဆုံးဖြတ်ခဲ့လိုက်တော့တာပေါ့ဆရာတော်ကြီးရဲ့လမ်းညွှန်မှုကြောင့်အရှင်နန္ဒဟာစိတ်ဓာတ်တွေပြန်လည်စူးစီးပြီးညအချိန်မှာတော့အရင်ကားထက်ပိုပြီးလေးနက်တဲ့အစင်းမြင့်တမာရီတွေကိုဝင်စားခဲ့လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမနှင်းကြီးရဲ့ဝိညာဉ်ဟာအမောင်တူတွေကနေတဖန်ပြန်လဲပေါ်လာပြီးအရှင်နန္ဒကိုဒေါသတကြီးနဲ့အော်ဟစ်လိုက်ပြန်ပါတယ်။သူမရဲ့အော်တန်တွေဟာတတော်လုံးမှာအိမ်နေကြတဲ့ငှက်ကလေးတွေတောင်ပြန်ထပြေးရတဲ့အထိကြောက်စရာကောင်းဆုံးနေခဲ့တာပေါ့။လူထွက်ခိုင်းခြင်းပေမဲ့လည်းလူမထွက်ပဲရဟန်းဝင်နဲ့တရားအားထုတ်နေတာကိုမြင်တော့နှင်းကြီးရဲ့စိတ်ထဲမှာပိုလိုတောင်ဒေါသတွေဖြစ်လာခဲ့ပါတယ်။သူမရဲ့စိတ်တွေကိုဖြေဖြောင်းဖို့အတွက်အရှင်နန္ဒကိုတပ်ပစ်ဖို့ရည်ရွယ်ခဲ့တာပါ။ယဟန်ဝစ်စုံကြောင့်အနာမကတ်နိုင်အောင်ဖြစ်နေရတဲ့အတွက်နှင်းကြီးတယောက်နေမထီးထိုင်မသာဖြစ်လို့နေခဲ့တာပေါ့။နေငါ့ကိုတောင်းမယုံနဲ့ပြီးသွားမယ်ထင်နေလား။နေပေးခဲ့တဲ့ဂရိတွေကဘယ်မှာလဲ။တေးအတူရှင်မကွာဆိုတဲ့စကားတွေကဘယ်ရောက်သွားပြီလဲ။နေကငါဘဝကိုဖျက်ဆီးခဲ့တဲ့သူပဲ။အခုနေတရားအားထုတ်နေရတွေကရောဘာအတွက်လဲ။နေကိုနေတန့်ရှင်းသွားပြီလို့ထင်နေရလား။မရဘူး။နေဘလောက်ပဲတရားမမှတ်ငါရဲ့အညိုတွေကနေကိုငရဲအထိဆွဲချသွားမှာမန်နေကြီးဟာအရှင်နန္ဒကိုလက်သေးရှည်ကြီးတွေနဲ့ကုတ်ရှစ်ဖို့ကြိုးစားပြီးမဲ့အရှင်နန္ဒရဲ့စင်ကြယ်လာတဲ့တီလာတက်တွေကြောင့်သူမကိုယ်တိုင်မီးလောင်တယ်လို့ပူလောင်လာခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့အရှင်နန္ဒဟာသူမကိုပြန်ပြီးနှိမ်နေတာမျိုးမလုပ်ပဲရင်ထဲကလာတဲ့စင်ကြယ်လာတဲ့မေတ္တာတက်တွေကိုပဲပေးပို့လိုက်ပါတယ်။နေရီကလေးစားမရှိနိုင်တဲ့စိတ်ကတစ်ဖက်ဦးစင်းကသူ့ကိုပြန်မတိုက်ခိုက်တဲ့အတွက်အံ့ဩနေတာကတစ်ဖက်နဲ့အယမ်းကိုစိတ်ရှုပ်ထွေးနေခဲ့ပါတယ်။ဘာလို့ဘာကိုင်းရမှမသိခင်မှာပဲအရှင်နန္ဒကခွင့်လွတ်ပေးဖို့ထက်တောင်းပန်ခဲ့တာပေါ့ဒီကမာကြီးဦးစင်းရဲ့တေခြင်းကသာတကားမကြီးကိုဒီစင်းရဲတွင်ကနေလွတ်မြောက်စီမယ်ဆိုရင်ဦးစင်းအသေးခံဖို့အတွက်အသင့်ပါပဲဒီကမာကြီးကျင်းနေမယ်ဆိုရင်ဦးစင်းရဲ့အသက်ကိုအခုပဲယူလိုက်ပါတော့ကွယ်ဒါပေမဲ့တကားမကြီးဘက်ကအာဃာတကိုပဲစုပ်ကင်ထားအောင်မယ်ဆိုရင်တော့ငါတို့နှစ်ယောက်စလုံးဒီစင်းရဲတွင်ကနေဘယ်တော့မှလွတ်မှာမဟုတ်ဘူးလေတကားမကြီးလည်းပင်ပန်းနေပြီမဟုတ်လားအမုန်းတရားတွေကိုလွတ်ရှာလိုက်ပါတော့အတိတ်ဘဝကမောင်ဆိုင်အေးလုပ်ခဲ့တဲ့အမားတွေအတွက်ဒီဘဝကအရှင်နန္ဒကအနုညွတ်တောင်းပန်ပါတယ်ကွယ်ဦးစင်းရဲ့ကုသိုလ်အားလုံးကိုလည်းတကားမကြီးကိုအမျှပေးဝေပါတယ်သာဓုခေါ်ပြီးငြိမ်းအေးလိုက်ပါတော့အရှင်နန္ဒရဲ့စစ်မှန်လာတဲ့မေတ္တာဓာတ်နဲ့အနိဋ္ဌခံလိုတဲ့စိတ်ဓာတ်တွေဟာမနှင်းရဲ့ရင်ထဲကခဲနေတဲ့နာကြီးချက်တွေကိုအရေးပြောသွားစေခဲ့ပါတယ်။သူမရဲ့ရှောက်ရှားစရာအော်ဟစ်တန်တွေဟာလည်းတဖြည်းဖြည်းနဲ့တိတ်သွားပြီးခြိုက်ကြီးတငင်ငိုကြွေးတန်တွေအဖြစ်ပြောင်းလဲလို့သွားခဲ့တာပေါ့။သူမဟာအရှင်နန္ဒရဲ့ရှေ့ရင်မှာဝစ်စင်းလိုက်ပြီးနောင်တမျက်ရည်တွေနဲ့အတူတောင်းပန်တဲ့ပုံစံပြုလုပ်လိုက်တာပေါ့။ကျမမှားခဲ့ပါတယ်။ကျမရဲ့အမုန်းတွေကကျမကိုပဲပြန်နှိမ့်ဆက်နေရဲဆိုတာအခုမှပဲသိပါတော့တယ်။အစာပိုင်းမှာခွင့်လွှတ်ဖို့လုပ်ကြည့်ပေမဲ့အတိတ်ကနာကျင်ချက်တွေကြောင့်ကျမခွင့်မလွှတ်နိုင်ခဲ့ပါဘူး။ကိုဆန်အေးရှင်နဲ့ကျမရဲ့ဝတ်ကြွေးတွေဒီမှာပဲပြီးပါစေတော့။ရှင်ကိုကျမခွင့်လွှတ်လိုက်ပါပြီ။တရားအထုတ်တဲ့ရှင်ရဲ့မေတ္တာဓာတ်တွေကြောင့်ကျမရဲ့ပူလောင်မှုတွေငြိမ်းသွားပါပြီ။ကျမကိုသွားခွင့်ပြုပါတော့နော်။ကျမရှင်ကိုခွင့်လွှတ်လိုက်တော့အရင်အေးချမ်းသွားပါပြီ။တန်တရားမှာပြန်ဆောင်တွေ့နိုင်ခဲ့ရင်တော့ကျမတို့ညအမုန်းမရှိပဲအေးအေးချမ်းချမ်းနဲ့သာတွေ့ဆုံနိုင်ပါစေလို့ဆုတောင်းခဲ့ပါတယ်။ကျမသွားတော့မယ်နော်။မန်နေကြီးအဲ့ဒီလိုပြောလိုက်တဲ့အချိန်မှာပဲသူမရဲ့ဝိညာဉ်ဟာဖြူစင်တဲ့အလင်းတန်းလေးတစ်ခုအဖြစ်ပြောင်းလဲသွားပြီးကောင်းကင်ယံကိုလွင်မျောကထာဝရကျွတ်လွတ်သွားခဲ့ပါတော့တယ်။သူမကျွတ်လွတ်သွားတာနဲ့သူ့ရဲ့အရေးတွေဟာပျောက်ကွယ်လို့သွားပြီးငိုတန်တွေဟာလည်းတဖြည်းဖြည်းပျောက်ကွယ်လို့သွားတာပေါ့အရှင်နန္ဒကတော့အဲ့ဒီပုံရိပ်တွေကိုကြည့်ပြီးပီတိဖြာလို့နေပါတော့တယ်တတော်လုံးမှလည်းကျွန်းပင်နှံလေးတွေနဲ့မှုေးကြိုင်လန်းဆန်းလို့နေတာပေါ့ဆရာတော်ဘုရားလည်းတပည့်ဖြစ်သူအရှင်နန္ဒရဲ့လောက်ရက်ကိုကြည်နက်လို့နေပါတယ်
ဒီလိုနဲ့တညာတာကုံဆုံးပြီးမနက်အာယုံအချိန်ကိုရောက်ရှိလို့လာပါတယ်။နေမင်းကြီးထွက်ပေါ်လာတဲ့မနက်ခင်းမှာတော့ယဟန်နှစ်ပါးဟာခါတီးရဲ့အတိတ်ရဲ့အမောင်တူနဲ့ဝစ်ကြွေးတွေကိုအနောက်မှာထားရစ်ခဲ့လိုက်ကြပါတယ်။ဒီလိုနဲ့စိတ်နှလုံးတွေကြည်လင်အေးချမ်းစွာနဲ့အလင်းရောင်ရှိရာအရက်စီကိုဦးတီးပြီးသူတို့ရဲ့ဒုတင်ခရီးကိုရှေ့ဆက်လို့ထွက်ခွာသွားခဲ့ကြပါတယ်။အဲ့ဒီအချိန်ကနေစပြီးတစ်တော်ကြီးဟာလည်းအရင်ကလိုပုံမှန်အတိုင်းပြန်ဖြစ်လာပြီးအေးချမ်းသာရလို့သွားခဲ့တော့တာပေါ့ဇလန်တွေကနေကျွန်တော်တို့ရလိုက်ရတဲ့သင်ခန်းစာကတော့အတိတ်ကဝစ်ကြွေးဆိုတာပြေးလို့မလွတ်တလို့အဲ့ဒီဝစ်ကြွေးတွေကိုအဆုံးသတ်ဖို့ဆိုရင်အမုန်းတရားတွေထက်မေတ္တာနဲ့ခွင့်လွှတ်ရှင်ကသာအကောင်းဆုံးလက်နက်ဖြစ်တယ်ဆိုတာကိုပါပဲကျွန်တော်ရဲ့ရှစ်ပရိသတ်ကြီးတွေလည်းရာခဲလာတဲ့လူဘဝကြီးမှာအမုန်းအာဃာတတရားတွေကိုလျှော့ပြီးမေတ္တာတရားကိုလက်ကင်ထားကတတဝါတိုင်းအပေါ်မှာခွင့်လွှတ်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သရင်းနဲ့ပဲကျွန်တော်ရဲ့တင်ဆက်မှုလေးကိုဒီနေရာမှာပဲအဆုံးသတ်ခွင့်ပြုပါခင်ဗျာအားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးအိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရစေ